ဖြတ်ခြင်းပဲဖြစ်တယ်ကျွန်တော်တို့လူနည်းစုမွတ်စလင်တွေပေါ်မှာတာတော်စကားတာတော်ဘာသာကိုတင်ပြနေတဲ့ကျွန်တော်တို့ရဲ့ဘာသာမှာမိသူတူတယောက်ကိုမှဒုက္ခပေးဖို့မိသူတူတယောက်ကိုမှအတက်လို့ဖို့မိသည့်ဘာသာကိုမှစော်ကားပိုင်ခွင့်ကျွန်တော်တို့ရဲ့တာသနာမှာမရှိပါကျွန်တော်တို့ရဲ့တာသနာမှာဗုဒ္ဓဘာသာတယောက်ကိုဆင်းပြီးရင်တော့အဖြစ်ကျွန်တော်တို့ရင်ရောက်ပါကျွန်တော်တို့ရဲ့အလားရှင်တို့တခင်ကကုရ်အာန်ကျောင်းတော်များမှာမင်းတို့ကအခြားဘာသာတွေကိုမဆင်းနဲ့မင်းတို့ကအခြားဘာသာတွေကိုဆင်းငါတို့ရဲ့ငါအလောသူတို့ဆင်းလိမ့်မယ်အဲ့လိုမျိုးကုရ်အာန်ကျောင်းတော်များမှာရှိပါမယ်ကျွန်တော်တို့လူဆိုးတွေမဟုတ်ဘူးကျွန်တော်တို့လူပိုက်တွေမဟုတ်ဘူး we are not terrorists we are not terrorists we are victim the terrorism attack to Muslim people okay the Muslim people attack to Muslim people ကျွန်တော်တို့ရဲ့တွင်းနဲ့အတန်နဲ့ရှိနေတဲ့မှာတော့ခံစားချက်ရှိပါတယ်ဗုဒ္ဓဘာသာမှာတဘိုးကောင်ကိုတတ်လို့မရပါဘူးဗုဒ္ဓဘာသာမှာချင်းကောင်ကိုတတ်လို့မရပါဘူးဘုရားသခင်ကမိန့်တော်မူတဲ့ဗုဒ္ဓဘာသာမှာမင်းတို့ဟာလူတယောက်ကိုတတ်မယ်ဆိုရင်လူကျန်းသူပင်ဖြစ်နေကြစားမင်းတို့ရဲ့အသက်ကိုပေးလိုက်ပါမင်းတို့ဟာလူတယောက်ကိုတတ်မယ်ဆိုရင်ဗုဒ္ဓရဲ့ဩဝါဒမှာမင်းတို့ဟာလူတယောက်ကိုတတ်မယ်ဆိုရင်မင်းတို့ဟာနောင်ဘဝမှာထုံနေတဲ့တူတဲ့ဘဝမျိုးကိုမင်းတို့ပြန်ရောက်ကြလိမ့်မယ်ပရိစ္ဆန်ဘဝကိုပြန်ရောက်ကြလိမ့်မယ်လို့ဗုဒ္ဓရဲ့အဆုံးအမတွေရှိနေပြီးသားဖြစ်ပါတယ်အဲ့တော့ကျွန်တော် generation ကိုခေါ်တဲ့ဒီကိစ္စဟာကျွန်တော်တို့နဲ့ဗုဒ္ဓဘာသာရဲ့ကြားထဲမှာတတ်နေတဲ့ပြဿနာမဟုတ်ဘူးကျွန်တော်တို့ရဲ့ဗုဒ္ဓဘာသာနဲ့ကြားထဲမှာချက်တဲ့အချစ်တရားကိုဖျက်ဆီးဖို့ဒါ politics လို့ပဲမြင်ပါတယ်ကျွန်တော်ဖေးလေးဒီမှာမွေးတယ်ကျွန်တော်အဖိုးလေးဒီမှာမွေးတယ်အသက်35နှစ်အလောက်ကံဟောကျွန်တော်ကကျောင်းဆရာလည်းဖြစ်တယ်စီးပွားရေးတော်လည်းဖြစ်ဟုတ်ကဲ့ကျေးဇူးရတော့ဝင်းတော့ပြောတဲ့အချင်းကျွန်တော်ဖုန်းနံပါတ်ယူထားပါကျွန်တော်ကြိုက်တဲ့အချိန်ပေးပိုင်လို့ရှိပါတယ်ကျွန်တော်အရဘီဘာသာစကားဥဒူဘာသာစကားအင်္ဂလိပ်ဘာသာစကားသုံးခုတတ်ပါတယ်ဒီအဖွဲ့အစည်းဆိုဆိုလူအရင်းတစ်ခုလုံးအတွက်ယနေ့ကျွန်တော်တို့မွတ်စလင်တယောက်ပဲဒုက္ခရောက်တာမဟုတ်ပါဘူးယနေ့မြောက်ပြောတော့ဗုဒ္ဓဘာသာတွေရောခရစ်ယာန်တွေရောယနေ့စီးပွားရေးတစ်ခုပြည့်စည်ပြီဆိုမွတ်စလင်တယောက်တည်းပြည့်စည်တာမဟုတ်ပါဘူးဗုဒ္ဓဘာသာကြီးလည်းခံစားရပါတယ်တာစိမ့်နေတဲ့အတွက်မျိုးဆိုကျွန်တော်တို့နဲတယ်ကျွန်တော်တို့ရဲ့ခံစားချက်ကနဲပေမဲ့ကျွန်တော်တို့နဲလေးခံစားရပေမဲ့ဗုဒ္ဓဘာသာဝင်တွေနဲ့အခြားဘာသာဝင်တွေဟာပို့ပြီးစီးပွားရေးအရာဒုက္ခရောက်ကြပါတယ်ယနေ့အချိန်ကဟာမြန်မာနိုင်ငံရဲ့စီးပွားရေးအကျပ်ကြီးဖြစ်နေတဲ့အချိန်ယနေ့အစ္စလာမ်ကိုပဲအခြေခံမိသည့်ဘာသာကိုပဲအခြေခံစံနယ်နေမှုတွေရှိပြီးသားဖြစ်တဲ့အတွက်ကြောင့်အဲ့စံနယ်နေမှုတွေရဲ့အကျိုးသက်ကိုအခြားဘာသာဝင်တွေလည်းခံစားရပါတယ်အကယ်၍ဘာသာရေးကောင်းဆောင်တွေအနေနဲ့ဒီအလုပ်ကိုလုပ်နေရဆိုရှင်ပဝေကတရားယူတင်တယ်နိုင်ငံကောင်းဆောင်တွေအနေနဲ့ဒီအလုပ်ကိုလုပ်နေရဆိုရှင်ဝိယူတင်တယ်အလားအရှင်မြတ်ကတော့နေရာတကာမှာရှိတယ်ဒုနဲ့တူတီရှိတယ်ဘသူဟာတို့ကိုတိုက်တယ်အဲ့ဒီလူကိုအလားအရှင်မြတ်ဟာကာယမပြည့်တိဖြတ်စည်းမှာဖြစ်တယ်